Jibone, Jibu de Zede Catara Jamablet, Mapon Jama. Mama Pia. Mama Pia. Mama. Mama Pia. Mama. So bad. အစားဆုံးပါလားတဲ့ အစဆုံးမပါနိုင်ဘူးဆရာတော်သူတို့က၄လကြာမှာဆိုတော့တပည့်တော်ကတပည့်တော်သူတို့ပထမလမ်းမလျှောက်ခင်မီတင်မှာကြတဲ့တပည့်တော်လည်းပါတယ်တပည့်တော်နဲ့ပညာကရကအရန်နီးစပ်တယ်ဆရာတော်တပည့်တော်ကအလုပ်လုပ်ရင်လည်းအမြဲတမ်းအတူလုပ်ကြတယ်နှစ်ကျောင်းလို့နေတဲ့အခါကျတော့အရန်ရင်းနှီးနေတော့ဒါပေမဲ့၄လကြာတော့တပည့်တော်အကျောင်းကိုအရန်ပြစ်ထားလို့မရတော့ဆရာတော်တပည့်တော်ကလမ်းတစ်ဝက်ကနေပဲလိုက်နိုင်တယ်ဆရာတော်ဒါပေမဲ့တပည့်တော်အားလုံးအခုရက်40မပြတ်တမ်းလျှောက်ခဲ့ပြီဆရာတော်လာအိုကပါဖေကမ္ဘောဒီးယားမပါပါဘူးဖေတဘာမှမပါပါဘူးအခုဒီမှာကဗီယက်နမ်ရဲ့လာအိုရဲ့ထိုင်းရဲ့မြန်မာတပြည်တော်ပဲပါပါတယ်ဖေမပါဘူးဖေတိတိလင်္ကာလည်းမလိုက်နိုင်ပါဖေအော်လေဒီလိုလိုက်ရှောက်ပြရရဲ့ပေါ်ရရဲ့စုံမာရီဘောကတော့တရားတွေပို့ပြီးတော့စိတ်ဝင်စားမှုရသွားတယ်ပေါ့တော့မဖေတပည့်တော်ကကိုယ်တိုင်လည်းအခုပါနေတော့လမ်းမှာတွေ့ရတဲ့မြတ်ကတော့အရန်ကိုအကျိုးကြီးမားတယ်လို့မြင်ပါတယ်ဖေဒီအမေရိကန်တွေကဗုဒ္ဓဘာသာနဲ့လည်းအဆန်းဝေးနေတဲ့လူတွေဘုန်းကြီးတွေလည်းသူတို့မြင်မှုတာမဟုတ်ဘူးနဲ့အခုဆိုလို့ရှိရင်အလုပ်တွေတော့နားပြီးတော့တခြားပြည်နယ်ကနေတကူတကလာပြီးတော့လမ်းမှာစောက်ကြိုနေကြပါတယ်ဖေကောင်းတယ်မဒီလမ်းလျှောက်ခီးစဉ်ပြီးသွားရင်တော့မှဒီအမေရိကန်တွေရဲ့စိတ်ထဲမှာတော့ဗုဒ္ဓဘာသာကိုအရန်လေးလာခြင်းနဲ့အင်အားတွေများလာမယ်လို့ပြီးတော့မျှော်လင့်ပါတယ်ဖေကောင်းတယ်ပြင်လာနိုင်ပါတယ်အဲ့ဒါတို့အမတမနဲ့ကြောက်ကြဖေနောက်ကြောက်ရတွေ့ရတယ်ဟုတ်တယ်နောက်ရှင်ပညာကရကလည်းဟောတာကလည်းဘာသာရေးမပါဘဲနဲ့ဒီငြိမ်းချမ်းရေးတရားကငြိမ်းချမ်းရေးကိုပဲဥတည်ပြီးတော့ဒီ mindfulness ကိုပဲအသာပေးဟောတဲ့ခါကျတော့အားလုံးနဲ့လည်းတင်းနားထောင်လွယ်တဲ့တရားလည်းဖြစ်တော့ပို့ပြီးအဆင်ပြေတာပေါ့ဆရာတော်ဟုတ်တယ်အဲ့ဒါကောင်းလို့ပဲတရားတွေပြောမယ်စားအရှိဘောမှာစัจ တာနေဖို့တဲ့ဒူမေတ္တာရှိဖို့အဲ့ဒါအဓိကပါပဲဒါပေမဲ့ခရိယန်ကြီးစိုးတဲ့နိုင်ငံဆိုတော့ဆရာတော် no Jesus no peace ဆိုတာကတော့တခါတရံတော့အဲ့လိုလှမ်းអော်တော့ကြားတာပေါ့ဆရာတော်ဒါတော့လက်တွေ့တော့မကြောက်ဘူးဆရာတော်နော်ဟုတ်တယ်အဲ့ဘယ်လိုလူတွေအတူတူဆုံးပြတ်သွားကြပါပေါ့မှန်ပါဗျာတပည့်တော်တို့အဲ့ဒီနေ့လေဆွမ်းအတွက်ရက်မဲ့နေရဆိုရင်လူတွေကတောင်းကနန်းလောက်ထိကိုလာပြီးစောက်ကြိုနေတာတွေရှိတယ်အဲ့ဒီအထဲမှာမှဒီမိုက်ကရိုစပီကာတွေနဲ့ပေါ့ဆရာတော်စပီကာတွေနဲ့အဲ့လိုလာပြီးတော့ဆန္ဒပြတယ်လို့ပဲပြောပါဆရာတော်အဲ့လိုပုံစံမျိုးသူတို့လာခေါ်နေတာတော့ရှိတယ်ဒါပေမဲ့လူတွေကအဲ့ဒီဘက်ကတော့သူတို့ဘာမှလည်းတုတ်ပြန်တာမရှိပဲနဲ့ဒီလိုတော့သူတို့ကြိုဆိုတဲ့ပုံစံအတိုင်းပဲကြိုဆိုနေကြတယ်တွေ့ရပါတယ်ဆရာတော်အဲ့တော့စိတ်ဝင်စားရှိတယ်ဆိုတော့သိတာတော့ရှောက်ပြတာပါဗျာဟုတ်တယ်လုံးနဲ့ဆယ်နှစ်လောက်ကဂျာမန်ပုံကြီးတစ်ပါးနဲ့တွေ့လို့သူကပြောဘူးတစ်ချိန်ကြာရင်ဘုရားဘာသာအာရှာမရောပါသွားပြီးတော့အနောက်တိုင်းမှာတည်နေမယ်လို့သူတို့အများစုကယုံကြည်လက်ခံနေကြတယ်အပြင်တော့သူအာရှာတိုင်းကနေဖွင့်ပြဖို့နောက်ကြတော့ We have to talk interface the moment or we have to talkလူချမ်းသာကိုမှပဲရတဲ့နေကြတဲ့အချိန်တွေအနောက်တိုင်းကလူတွေတော့လူချမ်းသာပြေဝကစားပြီးတာတွေဒီကမှညရဲ့တော့ဖြစ်ဖို့ဆိုပြီးဟိုရတဲ့ရတော့ပဲကိုလိုက်လာလိမ့်မယ်လူငယ်တဲ့နေ့နေ့လောက်ကအဲ့ဒီစကားကိုပြောနေကြအခုတိုင်းရဲ့ဒါအဲ့ဒီလာကြောင်းမှန်တဲ့သဘောရှိတယ်နော်မှန်ပါဗျအဲ့လိုပဲသုံးသပ်ရမှာပါဗျာဟုတ်တယ်နေကြလာတဲ့အခါကျတော့လူကြီးရဲ့အတွေ့ကိုရတယ်ပြောင်းလာတဲ့သဘောရှိတယ်မှန်ပါအဲ့ဒါပဲကိုပို့ပြီးတော့တည်လာကြတယ်ဘုရားရဲ့ပတ်သက်
rồi giờ nó bây giờ rồi đâu mua rồi là để đi mua mà chắc chắn là đi mua đây mua đi cả đó đi trả để đi ăn đi về nhà mà မှန်ပါ đi ra để mà tôi có quý à ra rồi đi mua xin đi mua mua cái đó chỉ là mà မှန်ပါဗျာ đó rồi mà ta đi ăn mua để biểu để mua cái gì đâu nó cái của bé biểu là đâu mua đi về gì cho nó bia đi မှန်ပါဟုတ်ပါတယ်ဗျာ đó để xin mua cái đó chỉ để rồi tôi bị mong đủ ra lại để được cái đó mua cái đó cao mà မှန်ပါပညာကရကလည်းသူကအဲ့ဒီအတိုင်းကိုအခုဆရာတော်မိတဲ့အတိုင်းကိုပဲသူလည်းအဲ့ဒီလက်တွေ့ဘဝမှာဟိုကိုယ့်ရဲ့စိတ်ကိုတဝူချင်းတယောက်ချင်းစီဘလို့ငြင်းညံ့အောင်နေရမယ်ဆိုတာကိုပဲသူကအဲ့ဒီ message ကိုပဲအသားပြီးဟောလို့မို့သူတို့လက်ခံတာဆရာတော်မှန်ပါ အဲ့ဒါသိကောင်းတယ်အဲ့ဒါပဲဘုရားဘာသာဆရာတော်ကြီးကအဲ့ဒီအတိုင်းပဲယက်တိဖို့ကောင်းတယ်အရှိဘဝမှာကိုယ်ရဲအစားပြီးတော့တင်ကြအောင်နေတတ်ဖို့ပေါ့နော် မှန်ပါဗျာ အဲ့ဒါသိကြည့်တာ မှန်ပါသူတို့ခရိယန်နိုင်ငံလေးလည်းတပိတော်တို့လည်းအခုမှခါတိုင်းဆိုဆရာတော်တပိတော်လည်းကားနဲ့ပဲတော်တော်နေတော့တတိမထားမိဘူးအခုနေ့တိုင်းလမ်းပေါ်မှာပဲလမ်းလျှောက်နေတဲ့ခါကျတော့တော်တော်ခန်းနာကြီးကျယ်တဲ့ချက်ကြောင်းတွေကအများကြီးရှိနေတယ်ဆိုတော့တပိတော်ကိုယ်တိုင်တွေ့ရတပိတော်ကိုယ်တိုင်လည်းနေစဉ်နဲ့အမျှသေးခုနေရတယ်ချက်ကြောင်းတွေကပဲလက်ခံတာများတယ်သူတို့ကနေရာကျယ်တော့ဆရာတော်အဲ့တော့သူတို့တွေမှာလည်းပဲဟိုချက်ကြောင်းတွေခန်းခန်းနာနာရှိသေးပေမဲ့တပြည့်တော့အတွေ့တပြည့်တော့အမြင်ရကတော့သူတို့လည်းမိယိုဖလာအတိုင်းပဲဟိုချက်လေးတက်လိုက်ဆွတ်တောင်းလိုက်နေပဲဟိုဖျားအောက်ကိုပြီးနေတဲ့ဝါဒနဲ့ပဲတက်တက်လုံးနေလာခဲ့ကြတယ်ဆရာတော် ဟုတ်တယ်နောက်ပိုင်းကျတော့အဲ့ဒါကဟိုအကျိုးသက်ရောက်မှုနဲလာတယ်ပေါ့နော်နဲလာတဲ့အခါကျတော့လူတွေကသိလာပါဒီအဟောမှာဟုတ်ကလားအကြမ်းဒီစဉ်းစားလာမှာပါပဲ မှန်ပါဗျာ အမို့အမေရိကမှာတချို့ဒေသတွေကြာကြောင်းတွေကိုမလာတော့လို့ကြောင်းပြရတာတွေတောင်ရှိတယ် ကြားပါတယ်ဗျာအဲ့ဒါလေးအနေရှိပါတယ်ဗျာ ဟုတ်တယ်အဲ့တော့ဘုရားတရားတော်တွေကျတော့အဲ့လိုမဖြစ်အောင်တပည့်တော်တို့ပေါ်ကြီးတွေကြိုးစားကြရမှာပေါ့နော် မှန်ပါဗျာ ဘုရားတက်ရှိတဲ့ကြောင့်တော့အမေရိကလာဖို့တော့မှတော့ကဲတော့ ဟောမှာ ဒီဥပညာကရာနကာလောက်ကြရရောက်လာတယ် မှန်ပါဗျာမှန် စီကိုပြန်နေတာပဲတက်တဲ့ကြည့်သွားပြီဒုက္ခိသွားလို့ဆက်မပြေတော့အဲ့လိုပဲပြောလိုက်ပါတယ် မှန်ပါဆရာတော်မှန်ပါဆရာတော်ကြွနိုင်ရင်တော့သူတို့အရန်တော့ဝမ်းသာမှာပေါ့ ဟုတ်ဒီလာမယ်လို့စိတ်ကူလိုက်တဲ့အချိန်မှာပြီးသားပိတ်တာနဲ့သွားကြုံသွား ဒီလိုစက်တင်ဘာအောင်လာလောက်လို့ဒီမှာ မှန်ပါဆရာတော်ဟိုတင်းလို့ရတယ်လေဆရာတော်ဒီလိုဒါတိုင်းမစည်းပဲနဲ့ဆရာတော်တပည့်တော်တခြားနိုင်ငံမှာ2ရက်တန်းစီ3ရက်တန်းစီအဲ့ဒါမျိုးနားနားနေနေလာရင်တော့ပိုတတ်တာပါတယ်ဗျာ အဲ့ဒါလည်းဟုတ်တယ်။အိုးရင်တော့ကအဲ့လိုသွားဘူးလေ မှန်ပါဗျာ ။အဲ့ကျတော့ကျက်လက်လည်းမဖြစ်ဘူးလေ မှန်ပါအဲ့လိုမဖြစ်ပါဗျာ ။ကျက်လက်မဖြစ်ဘူးကြာမနေလောက်တော့ပါတော့ဆယ်ဟိုရင်တော့အင်္ဂလန်တော့တတောင်လောက်တာပြီးတော့အဲ့ဒီအမှနေပြီးတော့အစ်ကိုတော့ပဲရှင်းတိုင်းလောက်ပဲခွာတော့တာလေ မှန်ပါဗျာ ။ဘာမှပြနေပြီးတော့ကြာမနေတော့အင်္ဂလန်တော့လန်ဒန်တော့ကျတော့7တိုင်းပတ်ဝန်းကျင်ပေါ့ အဲ့လိုပဲမှန်ပါဗျာ အဲ့ဒီမှာတပတ်လောက်နေပြီးတော့ဟိုလိုက်ရှင်းတိုင်းအတလန်နေချလိုက်ဝါစနာရောက်တာ မှန်ပါအဲ့လိုကအဆင်ပြေတယ်မှန်ပါဗျာ ဟုတ်တယ်အဲ့ဒီကပထမတော့ကောင်းကအဲ့လိုသွားတာတော့စင်ပြေတယ် အခုဆရာတော်မိတ်တယ်လို့ပဲမှန်ပါဟိုလေစိတ်ရှိရင်တော့အခုကဗီဇာကလည်းဘယ်တော့ပြန်ဖွင့်မယ်ဆိုတာလည်းမသိတော့ခက်နေသေးတယ်ဆရာတော် ဟုတ်တယ်ပြီးတော့အဲ့ဒီနေရာနဲ့တော့စင်ပြေတာ မှန်ပါဗျာမှန်ပါဗျာ အဲ့ဒါကြီးနေရာနဲ့တော့စင်ပြေ ဆင်ပြေဖြစ်နေမှန်ပါဗျာ အောင်လာတဲ့ချိန်တော့ရှိဟိုပါပဲပုံတိုင်းကြားနေတဲ့ချိန်တို့ပြောမှကိုချိန်တော့ မှန်ပါဗျာအမြင်မှရတဲ့ချိန်ကြရင်ပေါ့မှန်ပါဗျာ ကံကောင်းလာအောင်ပါလို့ပြောနေရတာပေါ့ မှန်ပါဗျာ ဘုံတော့လည်းဒီမှာတတ်နိုင်တယ်ရပဲအဲ့လိုပဲလုပ်ပြီးတော့ရတာပေါ့နော် ဆရာတော်ကဩဝါဒပေးရင်တော့ပိုထီရောက်မှထင်ပါတယ်ဗျာ
အဲ့လိုအကျိုးကိစ္စတွေကြတော့ဘုံလုံးမပြေဘူးမဟုတ်ပြီမပြေကတော့တိတ်ပြီးတော့နာဝယ်ဖို့တော့ခက်တယ် ဟုတ်ပါအတ္တတွေအရင်ကြီးလုံးကြရပါတယ်ဗျာ ဟုတ်တယ်တိတ်ပြီးတော့နာဝယ်ဖို့မပြောတာဘူးပြောတယ် ဟုတ်ပါ အခုဒီနေ့ရှင်းရှင်းစီဝေးတော့မှာပဲအဲ့ဒါလေးပြောလိုက်တယ်အဲ့ဒါလေးကိုသဝနာစီကိုမေတ္တူနေပြီးကျွဲပို့လိုက်ပဲအဲ့ဒီ မှန်ပါဗျာ မမဆရာမမ တော့ဘိုင်ပါလေအဲ့ဘာလေးပို့လိုက်ပဲဒါပဲတော့အာယုမပတ်မပြတ်တယ်ပေါ့နော် မှန်ပါဗျာ ဒါလုံးတဲ့လုံးတဲ့ဒါလေးပြီးတော့တော့ကြပါနဲ့ဥပမာတူလို့စေကပိပါရတဲ့တာဂတာမတိတို့တော့ပဲအာဂတာမတိရရတာကပိလာရကသူကြီးကပိလာရဘလို့ဆိုနေတာဂတာတစ်ခါတော့ပဲပြောရတော့မပြောတော့ပြောလို့မရတော့ဘူး မှန်ပါဥပ္ပခစိတ်တယ် မပြောပြရတယ်ဥပေက္ခနဲ့ပဲနေရတာ မှန်ပါ အဲ့ဒါပြောတော့ဥပေက္ခနဲ့နေမကြည့်တတ်ပါလားအဲ့ဒါပြောရင်လည်းကိုယ်တကားမရောက်တော့ရှိဘူးဒီလိုကိစ္စတွေကလိုရဆွဲတွေ့သွားတယ်